ဘာလို့ကိစ္စတစ်ခုကအတိတ်ကပြီးခဲ့တာတွေကိုကအဲ့ဒါတွေကိုပြန်စဉ်းစားရင်တွေးရင်နဲ့ငါအဲ့ခံဒီအတွေးကိုယူပြီးအဲ့ရတဲ့ဝင်သွားတယ်အဲ့အတွေးနဲ့အိတ်မပြောတွေးပြီးတော့အိတ်ပျော်သွားလဲအိတ်ပျော်မှပျော်တော့နှစ်ချက်အိတ်မပျော်တဲ့အတွေးကြောင့်အတွေးတွေနဲ့အဲ့ရတဲ့ယူပြီးအိတ်ပျော်သွားတဲ့လူဟာသူ့မှာအတွေးတွေကအိတ်ပျော်ကနေမှစိတ်အစဉ်အတွေးစိတ်ပဲရှိနေတဲ့အတွက်ကြောင့်အိတ်ကပျော်တစ်ချက်မပျော်တစ်ချက်ဖြစ်တတ်တယ်ပြီးလို့ရှိရင်အိမ်မက်တယ်ဆိုတာအဲ့ဒါကြောင့်မက်တာအိမ်မက်တယ်ဆိုတာအဲ့ဒီဝဲခင်ဖြစ်နေတဲ့အတွေးတွေကြောင့်မက်တာညအိမ်မက်ဟာအိမ်မပျော်တဲ့ပြောမှာပဲမက်တယ်အိမ်မက်များတဲ့သူကအဲ့ရလို့ရင်အရင်မဟုတ်အတွေးတွေကအိမ်မက်တွေကိုပုံဖော်ပြီးတော့အဲ့အတွေးတွေကမပြီးတော့နောက်နေ့မနေ့လည်းပဲတခါကအဲ့ဒီမနီးရညတွေးရတဲ့အတွေးမနောက်မှပြန်တွေးနေတော့အဲ့အတွေးကလူကိုလေးရန်စေးပြီးတော့လူစိတ်ကိုလေးသွားတာအတွေးကလေးသွားတာတွေးမှတာနဲ့လေးသွားတော့တာဒါကြောင့်မို့အတွေးဆိုတာဘယ်တော့မှခေါင်းထဲမှာကြာကြာထားလို့မရကောင်းတဲ့အတွေးဆိုတော့တွေးလေဝမ်းသာတယ်မကောင်းတဲ့အတွေးကတွေးလေလေလူကိုပြင်ပန်းစေလိမ့်မယ်မားကလေးစွာဆိုတဲ့အတွေးရများတော့ပဲအတွေးဆိုတာကဟိုအတိတ်ကအကြောင်းအရာတွေပြန်ပြီးတော့ဆွေးနေတာပဲများတယ်အနာဂတ်တွေးတာကတော့ဒါအနာဂတ်မလာသေးတာကိုတွေးပြီးတော့ပုံဖော်တဲ့လူတွေရှိတယ်။အဲအနာဂတ်မှာကျတော့အနာဂတ်အတွေးဒီကောင်းတာပဲတွေးတာများတယ်။အနာဂတ်ကိုဘယ်လိုပုံဖော်မယ်ဘယ်လိုလုပ်မယ်သူစိတ်ကူးနဲ့သူဟုတ်နေတာ။အတိတ်အတွေးကျတော့သူကကောင်းတဲ့အတွေးတွေမလာဘူး။များသောအားဖြင့်မကောင်းတာတွေပဲလာတယ်။အတွေးတွေကိုတွေးပြီးတော့အတွေးတွေနဲ့ထမ်းတိုင်းနဲ့သူကလေးသွားတယ်။လူရဲ့သဘောကပစ္စည်းဝတ္ထုကိုထမ်းထားရင်တဲ့ရုပ်ခန္ဓာကိုလေးတယ်။အတွေးကိုထမ်းထားရင်စိတ်လေးတယ်။အတွေးဆိုတာကထမ်းထားရတာမဟုတ်အတွေးဆိုတာလွတ်ချလိုက်ရတာအတွေးဆိုတာထုတ်ပလိုက်ရတာအတွေးကိုမထုတ်လို့အတွေးကိုထမ်းထားရင်အဲ့အတွေးနဲ့တစ်လျှောက်လုံးလေးနေစတော့တာ